တပတ်အတွင်းအလုံးကြီး1 million အထိစံချိန်တင်ရောင်းအောင်ခဲ့တဲ့ Xiaomi 7 series အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အပတ်စံတင်ဆက်ပေးနေကြဖြစ်တဲ့ Xiaomi ရဲ့နောက်ဆုံးသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးတစ်ခုအနေနဲ့ကတော့မကြခင်ထွက်ရှိလာတော့မယ်လို့သတင်းတွေထွက်နေတဲ့ Redmi K90 Redmi ကနှစ်စဉ်နှစ်တိုင်း gaming phone ဆိုပြီးနာမည်ကြီးနေတဲ့ Redmi K series ကိုမိတ်ဆက်လေးရှိပြီးအခုတစ်ခါမှဆိုရင်လည်း Redmi K90 series ကိုမိတ်ဆက်သွားဖို့ရှိပါတယ်အစောဆုံးအနေနဲ့ဒီနေ့ရဲ့အောက်တိုဘာလထဲမှာထွက်ရှိလာမှာဖြစ်ပြီး model အနေနဲ့ K90 နဲ့ K90 Pro ဆိုပြီးပါဝင်လာမှာဖြစ်ပါတယ်ဆွဲဆောင်ရည်ပိုင်းအနေနဲ့ကလည်း Xiaomi 7 series မှာအသုံးပြုခဲ့တဲ့ Snapdragon 8 Elite 5 နဲ့ထွက်ရှိလာနိုင်ပြီးတရားဝင်အသစ်မြန်စနစ်တွေနဲ့ပေါ်ထွက်လာနိုင်ခြင်းများပါတယ်ဒုတိယတစ်ခုအနေနဲ့ကတော့တပတ်အတွင်းအလုံးကြီး1 million အထိစံချိန်တင်ရောင်းအောင်ခဲ့တဲ့ Xiaomi 7 series Xiaomi ကကြော့ပတ်ချမ်းမှာပါ display တစ်ခုပါတဲ့ Xiaomi 7 series ကိုမကြသေးခင်ကမှမိတ်ဆက်ခဲ့တာဖြစ်တဲ့အတွက် Xiaomi 7 series ဟာဆိုရင်အတော်လေးကိုမှလူသိများခဲ့ပါတယ်တရုတ်နိုင်ငံမှာဆိုရင်လည်းစတင်ရောင်းချခဲ့တဲ့အချိန်တုန်းက Xiaomi store တွေမှာ 10cd ဝယ်ယူရတဲ့အခြေအနေတစ်ခုအထိဖြစ်ခဲ့ပြီး2025ခုနှစ်ရဲ့အောင်မြင်ဆုံး smartphone series အဖြစ်မှတ်တမ်းဝင်သွားခဲ့တာပဲဖြစ်ပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ကတော့ Xiaomi 60T series ကိုကျော်လွန်ပြီး Xiaomi 70T series ကိုထုတ်သွားဖို့ရှိနေတဲ့ Xiaomi ကပြီးခဲ့တဲ့ရက်ပိုင်းကမှ Xiaomi 50T series ကိုမိတ်ဆက်ခဲ့တာဖြစ်ပြီးအခုတစ်ခါမှဆိုရင်လည်း Xiaomi 70T series ကိုထုတ်သွားဖို့လည်းရှိနေပါတယ် Xiaomi 60 series ကိုကျော်ပြီး Xiaomi 70 series ကိုမကြသေးခင်ကမှထုတ်ပြသွားခဲ့တာဖြစ်ပြီး global version မှာဆိုရင်လည်း Xiaomi 70T series ကိုမိတ်ဆက်သွားမယ်လို့လည်းသတင်းတွေရသိရပါတယ်အခုလိုမျိုး Xiaomi နဲ့ပတ်သက်တဲ့နောက်ဆုံးသတင်းလေးတွေကိုအပတ်စဉ်တင်လာနေတဲ့မှာတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် like and follow လုပ်သွားပြီးလို့မရအောင်နော်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်အားလုံးပဲတက်တာ